ဒီနေ့မှာဒီခေါက်မှာကိုစန်းရဲ့ကံမီယာတရှင်လေးပေါ့နော်သူတို့မှာပါတဲ့ကော်တွေက C G A minor F F လေးပေါ့နော် F လေးပေါ့ round ကော်လေးတူနော် C မှာ round ပေါ့နော် C G round A minor round နဲ့ F ကပ်ဖို့တူမှာတော့နော်လက်ကလေးကြတော့ C ကကြတော့round ကော်လေးနဲ့ဒီမှာဖြစ်ပါတယ်ကောင်းတဲ့ခဏငါမင်းနဲ့နေပိုကောင်းတဲ့တွေ့ပိုကောင်းတဲ့ရှင်ငါရဖို့အားအေးမျက်နှာရဲ့မင်းတွေ့ကြတဲ့လက်ပတ်စီဝေးတွေရှင်တန်ရတဲ့တိတ်ပဲလုံးလောက်တဲ့နေတွေပျော်ရွှင်ခြင်းများတို့လို့ပေးပါွယ်ခြင်းများလေးရဲ့ဖွယ်ထုံးလေတော့စာစားလွမ်းတဲ့ကြောင်းတွေကိုညီလို့ဆုံးရောမင်းရဲ့ဒီမှာငါကလေးလေးတယောက်လို့ကြည်ရဆိုးသွမ်းတော့ဟိုတော့အလည်းများကိုမကြော်တော့နိုင်သေးခင်ပြမိုးသားရဲ့အောင်ပြေးလေးတစ်လုံးဆောင်နေစီခင်းတဲ့ခွေရှိမဲ့ကျန်တာလည်းများဆိုင်ကလွယ်ငါရဲ့ရှင်နဲ့မင်းကိုနှွေးထွေးစေခြင်းနဲ့အိမ်မများနဲ့ပြုံးတွေလုံးကြုံဖို့ရှေးစမဲရှေးလန်းတွေလာပါဖို့ငါရဲ့နာမမရှိဖို့လို့မေကြောင့်ဖွယ်ဟာလို့ဆိုငါမျောလင်းတဲ့မနှက်ပြန်တွေမင်းပဲခံမမရတဲ့လိုအပ်ချက်တွေပြင်းနေကံကြမ္မာဆန်းပြလို့ရှုပ်ထွေးငါကောင်းလို့ဖြစ်ပြီးလိမ့်ငါ့ကိုတောင်းတမိတဲ့မင်းရဲ့ရှင်များနဲ့များနဲ့ပြုံးတွေလုံးကြုံဖို့ရှေးစမဲရှေးလန်းတွေလာပါဖို့ငါရဲ့နာမမရှိ